ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးဆိုင်ထိန်ဆိုအပြည်ပြည်ဆိုင်ရာလုပ်သမားနဲ့မီဒီခန္ဓာတက်ရောက်တဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးဆိုင်ထိန်ဆိုသည်ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးဆိုင်လုံးကျော်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးတန်းဦးလင်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌပြည်နယ်ဝန်ကြီးများတိုင်းရင်းသားရေးရာဝန်ကြီးများပြည်နယ်ဥပဒေချုပ်ပြည်နယ်ဆိုရအဖွဲ့အတွင်းရေးမှူးပြည်နယ်စည်းစစ်ချုပ်ပြည်နယ်ခရိုင်မြို့နယ်စင်ဌာနဆိုင်ရာများတာဝန်ရှိသူများနဲ့အတူမေလ၁ရက်နေ့နနက်9:00နာရီကတောင်ကြီးမြို့တော်ခမ်းမ၌ကျင်းပသောအပြည်ပြည်ဆိုင်ရာလုပ်သမားနေ့ခမ်းနားတက်ရောက်ကြပါသည်။အခမ်းအနားတွင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတအကမဟာသီရိစီသူအကမဟာသီရိဒုသမဦးမင်းအောင်လှိုင်ထံမှပေးပို့သော2026ခုနှစ်အပြည်ပြည်ဆိုင်ရာလုပ်သမားနေ့သဝဏ်လွှာကိုရှမ်းပြည်နယ်ဆိုရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးဆိုင်ထိန်ဆိုကဖတ်ကြားပါတယ်။ထို့နောက်အလုပ်သမားရေးရာဆောင်ရွက်ထားရှိမှုဗီဒီယိုကလစ်အားပြသရာပြည်내ဝန်ကြီးချုပ်နဲ့အခမ်းအနားတက်ရောက်လာကြသူများကကြည့်ရှုအားပေးခဲ့ကြပါတယ်။ရနောက်ပြည်내ဝန်ကြီးချုပ်ပြည်내လွှတ်တော်ဥက္ကဋ္ဌပြည်내တရားလွှတ်တော်တရားသူကြီးချုပ်ပြည်내လွှတ်တော်ဒုတိယဥက္ကဋ္ဌပြည်내ဝန်ကြီးများတိုင်းရင်းသားရေးရာဝန်ကြီးများပြည်내ဥပဒေချုပ်ပြည်내ဆိုရအဖွဲ့အတွင်းရေးမှူးပြည်내စည်းစစ်ချုပ်နှင့်တာဝန်ရှိသူများသည်အပြည်ပြည်ဆိုင်ရာအလုပ်သမားနှင့်မီဒီယာထိမ်းအမှတ်ခင်းကျင်းပြသထားသည့်အလုပ်သမားရေးရာလုပ်ငန်းဆောင်ရွက်ထားရှိမှုမှတ်တမ်းများပြခန်းနှင့်ဒေတာထွက်ကွန် MSME အသေးစားအလတ်စားအငယ်စားပြခန်းများအောင်လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။